မျိုးသမီးတစ်ယောက်ကတထေးကိုတထေးဟိုမှာကြည့်ပါဦးသူအဲ့ဒီမှာရှိနေတယ်ဟုပြောလိုက်သည်တထေးကအေးပါသွားကြည့်ကြတာပေါ့ဟုပြန်ပြောကကြေးလက်တော်ရွာသူမလေးစီတို့လမ်းလျှောက်သွားကြသည်တထေးကမစားနဲ့တော့အမြန်ထဆန်းဟုပြောလိုက်ရာမိန်းကလေးကမတ်တက်ရက်ထမင်းပကံကိုဘေးဖယ်ထားပြီးတထေးပါများဖြစ်လို့လဲရှင်ဟုမေးသည်တထေးကငါမှမေးခွန်းနှစ်ခုရှိတယ်မင်းအဖြေမပေးနိုင်ရင်အလုပ်ဖြုတ်ခံရမယ်ဟုဆိုရာမိန်းကလေးကထိတ်လန့်တကြားဖြစ်တထေးသမီးပါများမလုံးမိလို့လဲဟင်ဟုမေးလေသည်တထေးကတိတ်ဆန်းငါမေးမယ်မင်းဖြေမင်းကစင်ရနန်းဂျန်ရနန်းလားဟုတ်ပါတယ်မင်းကို1998ခုနှစ်မှာမွေးတယ်စင်းဟွာတို့မဟုတ်ပင်းတက္ကသိုလ်ကစင်းတာဟုတ်တယ်မဟုတ်လားဟုတ်ပါတယ်တထေးသမီးပါပဲဘာဖြစ်လို့ပါလဲရှင်တထေးကဂျန်ရနန်းမင်းကထိတ်တန်းတက္ကသိုလ်ကထူးချွန်တဲ့ဒီဇိုင်းကျောင်းသူတစ်ယောက်ပဲငါတို့ကုမ္ပဏီရဲ့စောက်လုပ်ရေးဆိုင်မှာဘာလို့အလုပ်လုပ်နေရတာလဲဟုမေးသည်မိန်းကလေးကတထေးသမီးမိသားစုကငွေကြေးမပြည့်စုံပါဘူးကျောင်းသားကစောင့်နေတဲ့မောင်နှမငယ်လေးတွေရှိလို့အပြင်ထွက်ပြီးအလုပ်လုပ်ဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိလို့ပါဟုဖြေသည်တထေးကဒါဆိုမင်းကအိမ်တော်ဦးစီးပေါ့အဲ့ဒါဆိုဘာလို့ဒီမှာလာလုပ်နေရတာလဲဟုမေးရမိန်းကလေးကသမီးဒီမှာအလုပ်လုပ်နေတာခွဲနှစ်ကျော်ပြီးတထေးဟုပြန်ဖြေသည်တထေးကမင်းကထိတ်တန်းကျောင်းဆင်းတစ်ယောက်ဖြစ်ပြီးတလားမှရွံလေးထောင်ပဲရတာလားတခြားမဟုတ်ပဲမိန်းကလေးတစ်ယောက်ဖြစ်ပြီးစောက်လုပ်ရေးဆိုင်မှာဘာလို့နေချင်ရတာလဲဟုမေးသည်မိန်းကလေးကတထေးရဲ့ဒီဘက်ခေတ်မှာအလုပ်ရှာရတာဘလောက်ခက်ခဲလဲဆိုတာတထေးမသိပါဘူးသမီးကဒီဇိုင်းရာထူးအတွက်အင်တာဗျူးလာဖြေတာပါဒါပေမဲ့တာဝန်ခံကသမီးရွာကလာတာကိုကြားတော့စောက်လုပ်ရေးဆိုင်ကိုလွှတ်လိုက်တာပါဟုရှင်းပြသည်တထေးကဘယ်တာဝန်ခံကလွှတ်လိုက်တာလဲဟုမေးရကျမတို့ကုမ္ပဏီကတာဝန်ခံလီပါဟုပြန်ဖြေ၏တထေးကခဏမျှစဉ်းစားနေစဉ်ဘေးမှအတွင်းရေးမှုကတထေးတာဝန်ခံလီကိုကျမသိပါတယ်သူကဩဇာကြီးတယ်ထောက်လွတ်တယ်မစင်မကျင်လုပ်တတ်တယ်လက်ယူပြီးအင်တာဗျူးလာဖြေတဲ့သူအစ်စ်တွေကိုစောက်လုပ်ရေးဆိုင်ကိုပို့ပစ်တတ်တာပါဟုပြောသည်တထေးကမိန်းကလေးအားမင်းခောက်ဆွဲကုန်အောင်စားပြီးငါယုံကန်းကိုချက်ချင်းလာခဲ့ဟုပြောပြီးထွက်သွားသည်မိန်းကလေးကတားရန်ကြိုးစားတော့လဲမမီလိုက်ပေသူမသည်ခောက်ဆွဲကိုအမြန်ကုန်အောင်စားပြီးယုံကန်းသို့သွားလိုက်သည်သူမတကားခောက်၍ဝင်သွားကတထေးသမီးမေးစရာအရေးကြီးတာရှိလို့ပါဟုပြောရတထေးကဘာလဲပြောလေဟုဆိုသည်သူမကသမီးကိုအလုပ်ဖြုတ်မလို့လားဟင်ဟုမေးရတထေးကညင်သာစွာဖြင့်ရာနန်ထိုင်ပါမကြောက်ပါနဲ့မင်းဘာမှမမှားပါဘူးငါ့ကိုမှန်မှန်ပြောစမ်းဒီမှာ6လနေခဲ့တဲ့အတော်အတွင်းစောက်လုပ်ရေးအလုပ်ပြင်တခြားဘာတွေလုပ်ခဲ့သေးလဲဟုမေးသည်မိန်းကလေးကနေဘက်စောက်လုပ်ရေးဆိုင်မှာအလုပ်လုပ်တာအပြင်ညဘက်ဆိုတာဝန်ခံလီအတွက် project အဆိုပြုလွှာတွေကူရေးပေးပါတယ်သမီးတေချာလုပ်ပေးနိုင်ရင်သူက bonus အဖြစ်ရွယ်ရကနန်းအနှဲငယ်ပေးတတ်ပါတယ်ဒါပေမဲ့ဘာမှမပြောဖို့သူသမီးကိုမှာထားပါတယ်ဟုဖြေသည်တထေးကတကယ်လားသူတင်တဲ့အဆိုပြုလွှာတွေကအတော်လေးကောင်းတာမင်းဘယ်တစ်ခုတွေကိုကူပေးခဲ့တာလဲဟုမေးရသူမကသမီးကူပေးခဲ့တာများလုံးလို့အကုန်မမှတ်မိတော့ပါဘူးဒါပေမဲ့မကြသေးခင်ကကုမ္ပဏီကထုတ်လိုက်တဲ့ပြောင်းမှုနဲ့အာလူးချိုပါတဲ့ယတနာရှစ်ပါးမို့အဆိုပြုလွှာလဲပါပါတယ်ဟုဆိုသည်တထေးကအဲ့ဒီနီးစနစ်ကမင်းဟာလားဟုမေးကအဆိုပြုလွှာတစ်ခုကိုပြလိုက်သည်သူမကြည့်လိုက်ပြီးဟုတ်ပါတယ်တထေးဒါသမီးဟာပါဟုပြော၏တထေးကအတွင်းရေးမှုအားတာဝန်ခံလီကိုဒီကိုခေါ်လိုက်ဟုခိုင်းရအတွင်းရေးမှုကသဘောတူပြီးထွက်သွားသည်တထေးကရာနန်ဒီနီးစနစ်ကမင်းဟာဆိုတာတေချာလားဟုထပ်မေးရသူမကတေချာပါတယ်တထေးတာဝန်ခံလီကဒီအတွက်သမီးကို bonus ရွမ်200ပေးခဲ့တာပါဟုယုံကြည်မှုရှိစွာဖြေသည်တထေးမင်တက်သွားသည်ရွမ်200ဟုတ်လားရာနန်ဒီနီးစနစ်ကအံ့ဩစရာပဲအဲ့ဒီအတွက်ငါဘက်ကသူ့ကို bonus 3သိန်းပေးခဲ့တာမိန်းကလေးအံ့အားသင့်သွားသည်ပါရဲရွမ်3သိန်းဟုတ်လားသူထေးအဲ့ဒီပတ်စံကိုသမီးကိုပေးလို့ရမလားဟင်မောင်နှမငယ်လေးတွေကြောင်းလာခပေးဖို့စောင့်နေကြတာပါသမီးလိုမျိုးကြောင်းမတက်ရပဲဒုက္ခမရောက်စေချင်လို့ပါတထေးကမစိုးရိမ်ပါနဲ့တာဝန်ခံလီအခုရောက်လာတော့မှာပါမင်းအတွက်တရားမျှတမှုရစေရမယ်ဟုပြောသည်တာဝန်ခံလီရောက်လာပြီးတထေးကျွန်တော်မစီဖုန်းဆက်လိုက်တာလားဟုမေးသည်မိန်းကလေးကိုမြင်တော့အခါသူမအားဘေးသို့တွန်းထုတ်လိုက်ပြီးထိုင်ချလိုက်သည်တထေးကတင်းငိမ့်စွာဖြင့်မင်းကိုအလုပ်ဖြုတ်လိုက်ပြီဆိုတာတရားဝင်အကြောင်းကြားတယ်မင်းမထွက်သွားခင်ဂျန်ရနန်စီကယူထားတဲ့ bonus ပိုက်ဆံအားလုံးကိုပြန်ပေးခဲ့ပါဟုပြောလိုက်လေတော့သည်